ကျွန်တော်ညီတယောက်ကလေသူပတ်သက်စုတာ350လောက်ရှိအဲ့တော့ဒီ350ဝင်းချင်မှာသူ့အနေနဲ့ပါကင်ဝင်ရမလားစကန်ဝယ်ရမလားအကြောင်းပြောက်အဲ့တော့ဝချက်အနေနဲ့ဘလို့အကြံပေးခြင်း စကန်ဝယ်လေရပါကင်ဝယ်လေရအဲ့ဒါကိုသုံးသက်ပေးရနော်ဟုတ်ဟိုကသူထူထိုင်ပတ်စံ350ဝယ်မော့နင်းတော့မဟုတ်အများကြီးပဲဟိုအဲ့350နဲ့ဝယ်မော့ဖုန်းကောင်း flash level ကောင်းယူကင်လို့ရတဲ့ဒေတာမှာရှိတယ်အဲ့ဒါပါကင်ဝယ်ရမှာစကန်ဝယ်ရမှာသုံးသက်ကြည့်ပြီဗျာမပြောရမယ်ဗျာလက်ရှိ350ဝန်းကျင်မှာလက်ရှိရန်ကောင်းတဲ့ဖုန်းဆိုရင်ကျွန်တော်အကြိုက်ဆုံးတော့16 Pro Max ပဲ16 Pro Max ကတော့ကျွန်တော်ရဲ့ crazy ဖုန်းအရင်ဖုန်း iPhone ထဲမှာကျွန်တော်16 Pro Max ကိုအကြဆုံးနိုင်ရတယ်အကြဆုံးနဲ့ကျွန်တော်ရတာအတွေ့ဆုံး16 Pro Max အသိ50ဝန်းကျင်မှာ16 Pro Max တော့ကျွန်တော်လုံးဝတော့ပြီးတယ်စကန်နေတယ်ပေါ့နော်ပါကင်ကတော့လာတော့လေပါကင်လည်းရဖို့လည်းမလွယ်တော့ပါကင်ရခဲ့ရင်လည်းကံကောင်းလို့ရှားလို့ပါကင်ရခဲ့ရင်လည်း360ဝန်းကျင်မှာရှိပါတယ်16 Pro Max တွေကစကန်မှာတော့350ပေါ့ဗျာ350နဲ့စကန်ကန်လို့ရအောင်ပေါ့ပါကင်ဆိုတော့360ပေါ်ဖြစ်တော့ပေါ့ဗျာအဲ့လိုမျိုးပေါ့စကန်ပဲခုကများတာပေါ့ပါကင်ရောက်ပုံတွေတော့350ဝန်းကျင်ဆိုတော့16 Pro Max ကတော့လုံးဝတော့မှတ်ပြီးတယ်ပြီးတော့ပါကင်နေနဲ့ပြန်သုံးတက်မယ်ဆိုရင်350ဝန်းကျင်မှာ iPhone 16ရတယ်iPhone 16တော့ပါကင်ဆိုကျွန်တော်49နဲ့5000 49နဲ့48သိန်းဝန်းကျင်မှာပဲရှိတာဟို16 Pro Max လည်း49နဲ့48နဲ့49သိန်း50အလုံးအရန်တန်ဘာတကယ်အရန်ကောင်းတဲ့ဟာဆို350ဆုံးမယ်350ကျော်မယ်ပေါ့ဗျာအဲ့လိုမျိုးနေတော့မှရှိရ350ဝန်းကျင်မှာပါကင်ကင်မရာစကန်ကင်မရာကျွန်တော်ပြန်ပြပြပြစက်ခွန်ဆိုရင်တော့နည်းနည်းညာနေရမယ်ဗျာစကန်ဆိုက်ကသိမယ်ဗျာကင်မရာနှလုံးနဲ့ဖြစ်မယ်ဗျာဗရီဟဲတွေအားစား16 Pro Max ကိုမမီဘူးဒါပေမဲ့ပါကင်တော့ကင်ရတယ်ညာနေရမယ်ပါကင်တော့ကင်ရတယ်ဟိုကောင်းရတော့စကန်ဖြစ်တဲ့အတွက်ဟိုသူများ3မီတာအဟောင်းဆိုရင်လည်းကျွန်တော်ဆိုင်မှာတော့အာမခံပါညာကိုပြပြတော့ဘယ်ဆိုင်နဲ့လို့အာမခံတော့ပြပြတော့ပါမိုနယ်လည်းမနေဘူးလေဗျာအဲ့ဒါပေါက်လည်းခဲပြီးပါတယ်အဲ့ဒါပေါက်လည်းမလွယ်သေးပါဘူးစက်ဖွင့်ထားခြင်းဆက်လက်ထားခြင်းပြုပြင်ထားခြင်းအခက်ရှားပါသေးတယ်16 Pro Max တွေက16 Pro Max တွေကစကန်နာဆိုပေမဲ့လည်းအလုံးတန့်ပါသေးတယ်ဟိုတော့မှဒီနေ့တော်ပဲရှိသေးတာဟုတ်16 Pro Max ဆိုရင်ဒါ350ဝန်းကျင်ပဲစကန်ကင်မယ်ဆိုရင်တော့16 Pro Max ကတော့ပို့ပြီးတော့ရတာပို့ဆွစီလိမ့်မယ်ညာနေတာမလို့ဘူးဗျာ16 Pro Max ကင်မရာသုံးနဲ့ကင်မရာပိုင်းနဲ့တိုးနေတာဘူးဘေးဖောင်ထိုက်တဲ့နေရာအစမာကျုံးမှုရအရင်ကပိုက်တယ်သူကအလင်းအောင်နစ်ကစားပို့ပြီးလင်းအားကောင်းလို့ကြည့်ရတဲ့ screen display ကလည်းကျွန်တော်ချက်ဆုံးဖုန်းအဲ့တဲ့အဆူစီအားစားပို့ပြီးမိုက်ဈေးက16 Pro Max က50ဝန်းကျင်49သိန်း50 48သိန်း49သိန်းဝန်းကျင်မှာပဲရှိတာဟိုစက်ခွန်ပါကင်ကလည်း50ဝန်းကျင်ပဲ48သိန်း49သိန်း48သိန်းဝန်းကျင်ရှိတယ်အဲ့ဆိုပါကင်ဆိုရင်တော့စက်ခွန်နောက်ဆုံးမရဘူးနောက်ဆုံးမရဘူးစကန်ဆိုရင်တော့16 Pro Max ရမှာပေါ့ဘယ်ဟာကင်တင်လဲဆိုတော့ကိုယ့်အစီလိုက်ရွေးချယ်ပေါ့နော်စက်ခွန်ပါကင်ပေါက်ပြီးကင်မယ်ဆိုတော့နည်းနည်းညာရရမယ်ဗျာညာပြီးတော့အမှန်ပေါ့စက်ခွန် Pro ကျတော့60ကျော်အောင်ပါလေပါကင်တွေကြအဲ့ဒါမှာစက်ခွန်ကျတော့ပါကင်ဆိုရင်49သိန်း48သိန်းတော့ရမယ်စက်ခွန်ကင်နေဆိုရင်တော့ပါကင်တော့ဖောက်အောင်မယ်ညတတာလေးနဲ့ကင်ရမယ်16 Pro Max ကင်ရမယ်ဆိုရင်တော့ဒါပါကင်စက်ခွန်ဆိုင်ကြီးသွားမယ်စကန်တော့ပြတ်တာပေါ့ဗျာအခုဒါပေမဲ့ပိုရာတစ်နေ့ပတ်ချလိုက်ပဲရှိသေးတယ်ဆိုတော့ဟိုကနေ့လည်းမပါလို့အဲ့ဒါဖြစ်မဲ့ပုံလည်းမရှိပါဘူးအဲ့ဒါမရှိတော့ရှားပါတယ်မိုးလည်းမြင်တာပြီးတော့ညနေစရာမလိုဗျာကန်ရတာဘရီအားစားအရန်ခံမယ်အလင်းမြစ်တွေကစားပိုးပြီးလင်းတယ်ရုပ်ထွက် display နဲ့အရန်မိုက်တယ် SOC တွေအရန်မြင့်တယ်ဗျာညနေစရာမလိုကန်ရတာ feeling ရန်ကောင်းနေပြီစပတ်ကြီးကြီးနဲ့စကန်ကင်မဆို16မိနစ်ကိုင်ပါကင်ကင်မယ်ဆိုရင်တော့စက်ကွန်ကင်တိတော့ရွေးချယ်ဟုတ်ကဲ့ဟုတ်ကြလိုက်ဟုတ်တယ်